ဒီလိုမျိုး cheese pasta ဆိုရင် cheese ကြိုက်တဲ့ကလေးတိုင်းကြိုက်ကိုကြိုက်နေတာမျိုးအင်းကသားတော့မှဘယ်လောက်ကြိုက်လဲဆိုရင်တစ်ပတ်ကိုတစ်ခါချက်ပေးရတယ်လေချက်နေရတော့အမခောက်ဆွဲ pasta ခောက်ဆွဲကိုရှင်နွေးနဲ့ထည့်စားရဲ့စီဒီရဲ့ထည့်ပြီးတော့မှအေးအောင်ပြုတ်ပေါ့နော်ပြောမဲ့ချင်းကတော့အဲ့ဒီခောက်ဆွဲထုံးမှာပါတဲ့အတိုင်းပေါ့နော်တချို့တွေက9မိနစ်တချို့တွေက9မိနစ်ပေါ့နော်မိနစ်ကတော့ခောက်ဆွဲထုံးဒီမှာပြထားတယ်မပြလဲဘာမှဖြစ်ပါဘူးအဲ့ဒီဇွန်လေးနဲ့အဲ့လိုနဲ့ထိုးကြည့်လိုက်လို့အီးပြီးဆိုရပြီအဲ့မှာသူရဲ့ရေတွေအကုန်မတုံဘူးရေလေးနည်းနည်းလောက်တော့ခြံထားလိုက်မယ်ပြီးရင်ဘေကွန်တို့ sausage တို့ဟမ်တို့ပေါ့နော်အဆင်ပြေအားထဲပေါ့နော်အခုတော့ဒီမှာဟမ်ရဲ့ပဲ sausage ရဲ့ရှိလို့အဲ့ဒါထည့်လိုက်တယ်ပြီးတော့ olive oil နဲ့ပဲကြော်မလား butter နဲ့ပဲကြော်မလားအဆင်ပြေရပေါ့ဒီမှာတော့ butter လေးနဲ့ကြော်ပြလိုက်မယ်နော်အဲ့ဒီ ammo butter လည်းအရင်ရှာပါစီစီမှလည်းဝယ်ရအရင်ကိုခတ်အခုတော့ဝယ်ထားတော့ကြာပြီအခုတော့မတွေ့တော့ပြန်ဘူးဝါကိုတော့ရှိပါတယ်ဝါကိုလည်းအဆင်ပြေပါတယ်ပါစတာကိုမှရေလေးနဲ့ချမ်းမယ်အဲ့ဒါလေးတွေထည့်မယ်ပေါ့နော်ဒီတစ်ခါကျတော့မှ cheese ရဲ့နို့ရဲ့ထည့်မယ်ပေါ့နို့ကလည်းအရင်ဆိုရင်ကောင်းဟက်တိုက်နေကြအခုတော့ဘာကောင်းဟက်မှလည်းဝယ်မရတဲ့ခါကျတော့မြန်မာနို့ကြိုထားလေးရှိတယ်နောက်လည်းအိမ်မှာတစ်ခါလည်းကျိုင်းဝါကိုတို့ပါတော့ပေါ့နော်အဲ့ဒါလေးကိုတိုက်တယ်ပါစတာဆိုတကြားလေးနည်းနည်းလေးထည့်လိုက်တာမှအရသာရှိလို့ကျမတို့ခံစားရတာစားလေးနည်းနည်းပြန်လိုက်ပေါ့နော် cheese မှာလည်းအငံလေးရှိရလေ cheese ကကြတော့ cheddar cheese ပဲသုံးတာပါမဆန် cheese ကလည်းဝယ်လို့မရဝယ်လို့ရမှထင်တယ် market place မှာတွေးလိုက်တယ်လို့ပဲဒါမှလည်း cheddar cheese နဲ့ပဲအချက်များတယ်အိမ်မှာရှိပြီးလွယ်ကူတဲ့ဟာတွေလေပြီးရင်အဓိကတော့ကြက်သွန်ဖြူမဟုတ်မယ်ကြက်သွန်ဖြူအစိမ်းကိုစီတက်တဲ့ဟာမျိုးကိုရီကလေးဘွားတော့လည်းမကြိုက်ဘူးကိုကလေးလည်းကြိုက်မှာမဟုတ်ဘူးအဲ့တော့ကြက်သွန်ဖြူမဟုတ်ရင် oregano မဟုတ်ရင်ထည့်ပြီးတော့မှ cheese လေးတစ်ပြားလေးထည့်ပြီပေါ့နော်ဒါနဲ့ကိုပြည့်စုံပြီရေကိုကြတော့လေရမ်းခမ်းသွားတဲ့ဒီမတည့်ဘူးပေါ့နော်သူရဲ့နို့အရေးလေး cheese အရေးလေးပေါ့နော်ရေဆက်လေးမှတည့်မယ်အရင်တော့ကျတော့အဲ့လိုချက်ပြီးသွားလို့ lunch box ထည့်တဲ့ခါကျရင်အဲ့လိုအစင်ပြေတဲ့ဘူးနဲ့ပဲထည့်တယ်ပေါ့နော်ခုနောက်ပိုင်းကျတော့အဲ့လိုမထည့်တော့အဲ့အပူကန်ဘူးလေးနဲ့ထည့်တော့လေcheese ရတယ်အေးဝိုင်းခဲသွားတာပေါ့နော်အခုလိုကျတော့ຫນွေအပူခံလေးတွေကျတော့cheese လေးကပူပူနွေးနွေးလေးစားနေရပါတော့ပြီးမှရက်ခဏကြာမှမြုပ်ကောင်းလေးပါလေးဖြူပဲအရေးလေးနည်းနည်းလေးခြံထားမယ်ပေါ့အဲ့လောက်ပြီးဆိုပူကန်ဘူးလေးတွေမှာထည့်လိုက်တယ်ထည့်တဲ့ခါကျတော့အဝကျင်းတဲ့ဟာကျတော့လေကျမထည့်ရတာနည်းနည်းတော့ခက်ခဲတယ်သူလဲစားတဲ့ခါနည်းနည်းခက်ခဲမလားပေါ့နော်ဒါပေမဲ့လည်းဇွန်ခင်းအရှိလေးပေါ့အဲ့ဒါထည့်ပြီးလိုက်တာဒါတော့ဟန်နဲ့ sausage နဲ့ဒါကြတော့ဘေကွန်လေးပေါ့နော်ဘေကွန်ဆိုအပေါ်ကနေဖြူထားတာလိုက်ချက်စားကြည့်ကြတော့ကလေးလေးကြိုက်မှာပါ